အမားလုံးမိချင်းဝေဖန်နေကြတဲ့သူတွေကိုအခုလိုတည်ပြောလိုက်တဲ့ရိုယိုပရိသတ်များလုံးမင်္ဂလာပါခင်ဗျာ Red Revival Channel ကနေကြိုဆိုလိုက်ပါရစေကမ္ဘာကြီးကျယ်ဆုံးကလပ်တင်းတွေကတခုဖြစ်တဲ့ Manchester United ကိုပြောင်းရွှေ့ရောက်ရှိလာပြီဆိုရင်ကြီးမားတဲ့မျှော်လင့်ချက်တွေနဲ့အတူကြီးမားတဲ့ဖိအားတွေကလည်းတွန်းတွဲပါလာတာတမတာပါပဲတချို့ဘဝတွေမှာအမားလေးတွေလုံးမိတဲ့အခါပြင်းထန်တဲ့ဝေဖန်မှုတွေခံခဲ့ရတဲ့နောက်ခံလူလန်ရိုယိုကတော့ကျွန်တော်ကမှအသက်20ပဲရှိပါသေးတယ်ဆိုပြီးပရိသတ်တွေကိုတတိပေးလိုက်ပါရစေတကယ်တမ်းစဉ်းစားကြည့်လိုက်ရင်သူ့ရဲ့တုံ့ပြန်မှုကမှန်ကန်ပါရီပရိသတ်တွေအနေနဲ့ United ဂျာစီကိုဝစ်ဆင်ထားတာနဲ့ချက်ချင်းအမားကင်းနဲ့ကမ္ဘာ့စင်ကစားမကြီးတယောက်လိုမျှော်လင့်တတ်ကြတာကလူငယ်လေးတယောက်တော့အတော်လေးကိုလေးလံနဲ့ဝင်တော့ဝင်ပိုးပါပဲဒါပေမဲ့ရိုယိုစီမှာအထင်ကြီးစရာအကောင်းဆုံးကတော့ဝေဖန်မှုတွေကိုကြောက်ရွံ့မနေပဲတင်ယူကျင်စိတ်တိုးတက်ကျင်စိတ်တွေအပြည့်အဝရှိနေတာပါပဲဒီတပ်ပို့ပြီးတင်ယူဖို့တိုးတက်ဖို့ရှိနေသေးတယ်ဆိုတဲ့သူ့ရဲ့စကားလုံးတွေကအိုထရာဖို့မြက်ခင်းမြေပေါ်မှာအကောင်းဆုံးပုံဖော်ပြသခြင်းနဲ့သူ့ရဲ့စာလောင်မှုတွေကိုမိမောထိုးပြနေပါရီရိုယိုစီကဘာရီမျှော်လင့်နိုင်မလဲဝေဖန်မှုတွေကိုအပြည့်သဘောဆောင်ပြီးခုံအားဖြင့်ပြောင်းလဲနိုင်စွမ်းရှိပါရီအမားတွေကနေသင်ခန်းစာယူပြီးဘောလုံးလောကရဲ့ထိပ်တန်းနောက်ခံလူတယောက်ဖြစ်လာဖို့အမြဲလေ့လာနေပါရီဒါကကောင်းတဲ့လက္ခဏာတွေပါကနဝေနောက်ခံလူကြီးတွေတော့အသက်20ပြည့်မှာအမားတွေနဲ့ကြီးမြင့်လာခဲ့ကြတာကြီးပါပဲအရေးကြီးတာကအဲ့ဒီအမားတွေကနေဘလောက်မြင်မြင်ရင်းချက်လာမလဲဆိုတာပါပဲဖီအာရီကြားတွေကနေရုံထွက်ပြီးမိမိကိုယ်တက်သေးပြဖို့စ조사နေတဲ့ဒီလိုစိတ်ထက်မာကျော်တဲ့လူငယ်ကစားမလေးရဲ့အနာဂတ်ကတကယ်ကိုရင်ခုန်ဆက်လို့ရှားစရာကောင်းလုံးပါရီလာမယာတီမှာပြန်ပြတ်တိုက်စစ်မှုတွေအကြောင်းအရာဆုံးခံနေမှုတစ်ယောက်ဖြစ်အသွင်ပြောင်းလာမယ့်ရိုယိုရဲ့ခြေလမ်းတစ်တွေကိုအားလုံးပဲစောင့်ကြည့်အားပေးလိုက်ကြရအောင်ပါ